ဆေးရမြတ်တန်တင်ဘာသာပြန်နေလွန်မော်ခဲ့ရတော့တက္ကသိုလ်နေညများဆိုတဲ့ဝတ္ထုကိုအပိုင်း30အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် Happy Christmas 1993ခုနှစ်ဒီဇင်ဘာလတွင် Limbrose မိသားစုအပေါ်ကျင်းပစရာပွဲတွေအများကြီးရှိနေသည်လွန်ခဲ့သည့်တစ်ပတ်ကပဲ Limbrose အားနောက်နှစ်ဇူလိုင်လ1ရက်နေ့မှစပြီးကင်နာဘာရီတက္ကသိုလ်ရဲ့အမြဲတမ်းပေါမောက္ခအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်မဟာဌာနတစ်ခုလုံးကသူ့ကိုကန့်ကွက်မဲမရှိတညီတညွတ်တဲ့ဆုံးဖြတ်လိုက်ကြသည်မယုံနိုင်စရာတော့ကောင်းသည် Limbrose ကစာတင်ကောင်းသည်ထို့ကြောင့်ဆောင်းရသည့်သူ့တင်တန်းများသို့တက်ရောက်ရန်စရင်ပေးထားသည့်ရေတွက်မှာအများကြီးဖြစ်နေသည်ထိုအတိုင်းသာရှိနေမည်ဆိုလေမဟာဌာနသည်နောက်ထပ်ဌာနခွဲတစ်ခုကိုဖွင့်ကသူ့ကိုမဟာဌာနမူခန့်ရန်အလားအလာရှိနေသည်တားငယ်မှာအကြောင်းနေမကြာခဏပြောင်းရသည့်အတိုင်းရောက်သည့်ကြောင်းတိုင်းတွင်ပြောသည်ကလေးတန်းဟော်ကီပြိုင်ပွဲတွင်လည်းဝင်ရောက်ရှင်ပြိုင်နိုင်သည်ထို့ပြင်စာရာကလည်းဟာဘတ်တက္ကသိုလ်ပုံနှိပ်တိုင်းမှာထုတ်ဝေသည်ဂရိကန်ဝင်ကျမ်းများကိုအချိန်ပိုင်းတိဖြတ်သူအဖြစ်လျှောက်ထားသည့်တွင်အစဉ်ပြေသွားသည်ကင်နာဘာရီကောလိပ်ဘောလုံးတင်မှလည်းပွဲတိုင်းနိုင်နေသည်ဘောလုံးရသည့်ကွင်းပိတ်ပွဲတွင်ကင်နာဘာရီကောလိပ်တင်သည်သူနှင့်ပြိုင်ဘက်ဖြစ်သည့်ဒါမောက်ကောလိပ်ဘောတင်ကို33မှတ်ဖြင့်အနိုင်ရလိုက်ပြီးဂျာစရိုးမှလည်းတက္ကသိုလ်ဘောလုံးတင်တွင်ခေါင်းဆောင်ဖြစ်သွားပြီးမဟာဌာနမူမှလည်းကင်နာဘာရီကောလိပ်ကျောင်းအုပ်ကြီးဖြစ်သွားပြီ။ Limbrose အဖို့အောင်ပွဲတွေကြီးပျော်စရာတွေကြီး။ Andrew Elliot ၏နေစဉ်မှတ်တမ်းအောက်တိုဘာ16 1969မနေ့ကဆန္ဒပြပွဲတွေလုပ်တဲ့နေ့တနိုင်ငံလုံးမှာ BNN စစ်ကိုကန့်ကွက်တဲ့ဆန္ဒပြပွဲတွေကျင်းပခဲ့ကြတယ်။ Washington, New York နဲ့ Berkeley စတဲ့မြို့တွေမှာဆန္ဒပြပွဲတွေဖြစ်တာကိုဘာမှအံ့ဩစရာမရှိဘူး။ဒါပေမဲ့ပစ်ပတ်မီနီပိုလစ်နဲ့ဒေမာတို့လိုမျိုးတွေမှာဆန္ဒပြပွဲတွေဖြစ်တာတော့အမခံခိုင်းသားတွေတော်တော်အံ့ဩသွားကြတယ်။အံ့ဩစရာအကောင်းဆုံးကတော့ဆန္ဒပြတဲ့လူတန်းကြီးဟာဝေါ်လမ်းမကြီးထဲဝင်လာပြီးဆန္ဒပြတဲ့ကိစ္စပဲ။နေ့လယ်ချိန်ငင်းချင်းဆန္ဒပြပွဲမှာပါဝင်ကြဖို့လုပ်ငန်းရှင်ကြီးတွေကလိုက်စော်ဩတယ်။ပြီးခဲ့တဲ့တစ်ပတ်လုံးလုပ်ငန်းရှင်ကြီးတွေကုမ္ပဏီပိုင်ရှင်ကြီးတွေကိုတယ်လီဖုန်းဆက်ပြီးစစ်စန့်ကျင်ရေးဆန္ဒပြပွဲမှာပါဝင်ကြဖို့တိုက်တွန်းတယ်။ BNN စစ်ပွဲဟာတို့ဖို့စာရိုက်တာရလည်းမှားတဲ့အလုပ်ဖြစ်ကြောင်းစီးပွားရေးရလည်းမှားတဲ့အလုပ်ဖြစ်ကြောင်းဒုတိယအကြောင်းပြချက်ကိုပို့ပြီးသဘောကျကြတယ်သူတို့ရှင်းပြတယ်တချို့ကငါ့ကိုဆဲကြတယ်တချို့ကတယ်လီဖုန်းကိုချသွားကြတယ်ဒါမဲ့ငါ့ကိုထောက်ခံသူတွေလည်းအများပြားရပါတယ်ဒါမဲ့အခုလိုလူ1000လောက်ချီတက်ဆန္ဒပြလိုက်မယ်လို့တော့ငါမထင်ခဲ့ဘူးလမ်းမှာဆန္ဒပြပွဲတွေထဲမှာဖြင့်ညာကျွေးမှာအကြီးဆုံးဆန္ဒပြပွဲလို့တော့တိုင်းသတင်းစာတွေမှာစောင်းမရှင်တယောက်ကရေးသွားတယ်အဲ့ဒီနေရာရာတီဥတုကလည်းကောင်းနေနေရောင်ကပွင့်လို့တို့တွေလက်မှာလက်ပန်းနဲ့တွေဝစ်ပြီးချီတက်လာခဲ့ကြတယ်။ကောင်းကင်မှာလင်းရင်နေရဝဲပြီးငင်းချမ်းရေးဆိုတဲ့စလုံးကိုသရုပ်ဖော်ကြတယ်။ Trinity ဖျားရှိခိုးကျောင်းဟောင်းကြီးကိုရောက်တော့တို့ဆန္ဒပြပွဲကိုရက်လိုက်တယ်။အဲ့ဒီဖျားရှိခိုးကျောင်းတစ်ကျောင်းလုံးလူတွေကိုဖွေးလှုပ်နေတာပဲ။အဲ့ဒီမှာရေးကြီးတဲ့လုပ်ငန်းရှင်ကြီးတွေကတယောက်ပြီးတယောက်ဆင်းမြင့်ပေါ်တက်ပြီးဗီယက်နမ်မှာကြဆုံးသွားကြရတဲ့တို့အမေရိကန်လူငယ်တွေရဲ့နာမည်တွေကိုရွတ်ကြတယ်။ဆင်းမြင့်ပေါ်တက်ပြောသူတွေထဲမှာဝင်ကြီးဟောင်းတွေလည်းပါတယ်။ကုမ္ပဏီကြီးတွေကအုပ်ချုပ်ရေးရရှိကြီးတွေလည်းပါတယ်။သူတို့ကတော့တော်တော်တတိကောင်းတဲ့လူတွေလို့ဆိုရမယ်။သူတို့ကုမ္ပဏီတွေဟာ BNN စစ်ပွဲကြောင့်အမျက်ဆုံးရနေပေမဲ့သူတို့လည်း BNN စစ်ကိုမလိုလားကြဘူးဆိုတာကိုပြခဲ့ကြတယ်။ငါမျိုးရိုးနာမည်ကြောင့်လားဘာလားတော့မသိဘူး။ငါ့ကိုလည်းစင်မြင့်ပေါ်တက်ပြီးတရားဟောခိုင်းနေ။ငါဖို့ကုန်ယူစရာကြီးပေါ့။ဒီနေ့ကတော့ဆန္ဒပြပွဲပြီးတဲ့နောက်တနေ့ဒီနေ့မနေ့သတင်းစာတွေထဲကိုကြည့်လိုက်တော့ဝေါ်လန်ကငါတို့ဆန္ဒပြပွဲဟာဘိုးပန်းဆန်တွေကဆန္ဒပြပွဲထထောင်လူများတာတွေ့ရတယ်။ချင်းမောင်မီဝစ်ပြီးဂီတာကင်ထားတဲ့ကောင်လေးတွေကတို့လိုအပြာရောင်ဖလန်နဲ့ဝတ်တဲ့ကုမ္ပဏီမှုတန်းတွေမှာလည်းစစ်ဆန့်ကျင်တဲ့ဆန္ဒရှိတယ်ဆိုတာတွေ့ရတော့အံ့ဩနေကြတယ်။ရုံးလဲရောက်ရောပြဿနာပေါ်တော့တာပဲ။ငါနဲ့လောက်ပေါ်ကင်ဖက်တွေတို့လိုကုမ္ပဏီရရှိကြီးတွေကငါလုံနေတာအောင်မချင်မနှက်ဖြစ်နေကြတယ်။တနေ့အားဆိုရင်ငါ့ကိုတိုင်းပြည်ချစ်စိမ်မရှိတဲ့လူလို့တော့ပြောလိုက်ကြသေးတယ်။တိုင်းပြည်ကိုလည်းသစ္စာမရှိဘူးတဲ့။သူတို့ဘက်မှာလည်းသစ္စာမရှိဘူးတဲ့။သူတို့ဆဲတာဆိုတော့ငါသိခံပါတယ်။ဒါပေမဲ့9နိုင်ခွဲမှာတယ်လီဖုန်းကကြားလိုက်ရတဲ့အတန်းကြောင့်တော့ငါတော်တော်စိတ်ပြတ်သွားတယ်။တယ်လီဖုန်းလာလို့ကောက်ကင်လိုက်တော့
ဖုန်းထဲကဟဲ့ကောင်တောက်မင်းဘာတွေရှောက်လို့နေရလဲတဲ့တခြားလို့မဟုတ်ဘူးအဖေရဲ့လीမိနစ်20လုံးတယ်လီဖုန်းထဲကနေပြီးငါ့ကိုချိန်နေတယ်ငါတော်တော်မိုက်တဲ့အကြောင်းမနေ့ကဆန္ဒပြပွဲကြောင့်တိုင်းပြည်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်ရတဲ့အကြောင်းငါတို့ကုမ္ပဏီဟာကာကွယ်ရေးဌာနနဲ့ကန်ထရိုက်စာချုပ်ချုပ်ထားပြီးစစ်ပစ္စည်းတွေကိုရောင်းစားနေတဲ့အကြောင်းငါဟာဘာမှနားမလဲတဲ့ဝန်တွင်းယူတယောက်ဖြစ်တဲ့အကြောင်းငါပြန်ပြောဖို့ကြိုးစားပေမဲ့ပြောခွင့်မပေးဘူးတခြားလုံးသူကကြီးဖိချိန်နေတယ်နောက်ဆုံးမှမင်းခုတစ်ခုမေးတယ်မင်းလောက်တဲ့ပြုတ်မွာအဲလီယော့မျိုးရဲ့ခုံသိက္ခာကိုထိခိုက်တယ်ဆိုတာမင်းသိရဲ့လားတဲ့ဒီမေးခွန်းကိုခါတိုင်းလဲငါ့အောင်မေးလေးရှိတယ်အဲ့တော့ကတော့ငါဘာမှမပြောခဲ့ဘူးခုတော့ငါမှပြောစရာရှိလာပြီလေ1986ခုနှစ်တုန်းကကျွန်တော်တို့ပိုအင်ဒီယိုအဲလီယော့ဟာအမေရိကန်လွတ်လပ်ရေးစစ်ပွဲမှာပါခဲ့တယ်ဒီလိုပါခဲ့တဲ့အတွက်တတရားများအင်္ဂလိပ်ကြောပြီးရင်သစ္စာဖောက်ရရောက်သလားအဖိုးကသူ့ယုံကြည်ချက်ကိုစိုက်လိုက်မတက်လှုပ်သွားခဲ့တယ်မဟုတ်လားလို့ပြန်မေးလိုက်တယ်အဖေတန်တိတ်သွားတယ်ဘာမှပြန်မပြောနိုင်ဘူးသူဒီလိုတိတ်နေတော့မှငါအဲ့ဒါကြောင့်တော်လန်ရေးဖြစ်ပြီးကျွန်တော်တို့တိုင်းပြည်လွတ်လပ်ခဲ့တာလို့ပြောလိုက်တယ်ပြီးတော့အဖေကိုရင်ရင်ချစ်ချစ်နှုတ်ဆက်ပြီးတယ်လီဖုန်းကိုချလိုက်တယ်ငါတသက်မှာအဖေကိုဆန့်ကျင်ပြလိုက်တာဒီတဲ့ချိန်ကပထမဆုံးချိန်ပဲအင်ဒရူးဖြစ်သည်ချွေချက်မဟုတ်ဗီယက်နမ်စစ်ပွဲသည်အမေရိကန်လူမျိုးတိုင်းကိုစိတ်ဝမ်းကွဲစေခဲ့သည်တိမ်ငှက်နေဂျုံငန်းများဆင်းရဲနေချမ်းသာသားသမီးနေမိပါစသည်တို့ကြားကွဲလဲမှုတွေပေါ်ပေါလာခဲ့သည်ထိုကိစ္စကြောင့်ကြော့ကဲလာနေကီတီတို့ကြားတွင်လည်းသဘောကွဲလဲမှုတွေပေါ်ပေါလာသည်အောက်တိုဘာလ15ရက်နေ့တွင် KDD ရုံးမှခွင့်ယူကဝါရှင်တန်တွင်ကျင်းပသည့်ဆန္ဒပြပွဲသို့လိုက်ပါသွားခဲ့သည်နောက်တနေ့မနက်ကြော့ကဲလာနေတွေ့သည့်အခါတွင် KDE လက်မောင်းတွင်လက်ပတ်အနက်ကိုပတ်လျက်သာမေး၍မဖြုတ်ခဲ့မီပျော်ပွဲစားရုံထဲသို့အရောက်တွင်စပွဲထိုးကစပွဲကိုလိုက်ပြရင်အမအပေါ်အင်းကြီးကိုတိမ့်ထားမလားဟိုမေးသည်အေးတိမ့်မယ်ကြော်ကဲလာကဖြေသည်ဟင်းနေပါစေနည်းနည်းချမ်းလုံးဝတ်ထားလိုက်မယ်ဟို KD ကပြောသည် KD ကအပေါ်အင်းကြီးကိုပခုံးတွင်လွှမ်းထားလိုက်သည်လက်ပတ်နဲ့ကြီးတက်ထားသည်အင်းကြီးလက်ကထင်းထင်းကြီးပေါ်နေသည် KD မင်းမလုံးနေလဲဆိုတော့ကိုသိရလားကြောက်ကဲလာကစိုးရိမ်တကြီးပြန်ပြောသည်သိပါတယ် KD ကိုချိန်တွေးတယ်ဆိုရင် KD ရဲ့ယုံကြည်ချက်ကိုလည်းချိန်တွေးရမှာပေါ့လူနဲ့ယုံကြည်ချက်ကိုခွဲလို့မှမရတာလူတွေကကြည်နေတယ်ကွာဒီမှာအရေးကြီးတဲ့လူကြီးလူကောင်းတွေကြီးပဲလာတာဒီလောက်မစိုးရိမ်မှနဲ့ဒေါက်တာကြည်တော့ကောင်းတာပေါ့ဒီနေရာအိမ်ဖြူတော်ဝင်းကားတက်အထက်လူကြီးတွေနဲ့ပို့နေတယ်မဟုတ်လားသူတို့မြင်တော့ကောင်းတာပေါ့ကြောက်ကဲလာကစိတ်ပြက်လက်ပြက်ဖြစ်ကောင်းရမ်းသည်ညစာထမင်းစပွဲမှာတော့မင်းနဲ့ကိုကြမှာတိုက်ခိုက်ရစေမလုပ်နိုင်တော့ဘူးလားလုပ်နိုင်ပါတယ်KDကအမြင်ငင်းချမ်းစင်တဲ့လူတိုက်ခိုက်တာဘယ်တော့မှမလိုလားဘူးဒီတစ်ချိန်တော့ရှော့ပေးလိုက်ပါမယ်စိတ်မညစ်ပါနဲ့ KDကအင်ကြီးမှာလက်ပတ်နက်ကိုဖြုံနေသည်စောစောကထိုလက်ပတ်နက်ကိုသတိမထားမိသူများပြီယခုမှလက်ပတ်ကိုမြင်နေကြရသည် KDကလက်ပတ်နက်ကိုဖြုံယူပြီးကြော့ကဲလာကိုသူ့လှမ်းပေးလိုက်သည်ကဲဒေါက်တာကဲလာဒီလက်ပတ်နက်ကိုဒေါက်တာကြိုက်တယ်လို့သုံးနိုင်ပါပြီ KD သည်သူပြောချင်သည့်စကားတို့ကိုပြောပြီးတဲ့ပြင်ထိုအကြောင်းကိုနောက်ထပ်မပြောတော့ပဲကိုရေးကိုတာအကြောင်းများကိုပြောနေသည်ဟင်ရီကစ်စင်ဂျာသည်နန်စီမက်ဂျင်ကိုလက်ထပ်မိလောဆိုသည့်ကိစ္စမျိုးလည်းပါသည်1990ခုဧပြီလ26ရက်နေ့တွင်သမ္မတနစ်စင်ကအမေရိကန်တပ်သား3200ပြည့်ကမ္ဘောဒီးယားကိုတိုက်ရန်ဆုံးဖြတ်လိုက်သည်အရှိတောင်အာရှတွင်ရောက်နေသည့်တပ်များနှင့်ထိုအစီအစဉ်များကိုညှိနှိုင်းတည်ပြုပြီးပြီအရေးကြီးသည့်ဝန်ကြီးများသည်ပင်ထိုဆုံးဖြတ်ချက်ကိုမသိလိုက်ကြထိုနေ့ညနေတွင်ကမ္ဘောဒီးယားကိုတိုက်ခတ်မှုနှင့်ပတ်သက်၍ဖြစ်ပေါ်လာနိုင်သောအကျိုးဆက်များကိုဆွေးနွေးရန်အမျိုးသားလုံခြုံရေးကောင်စီစည်းဝေးခြင်းပါသည်300တွင်တိုက်ခိုက်မည်ဆိုသည့်ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်းကိုသိသူသိမရှိသေးတိုက်ခိုက်မှုကို48နာရီကြာတွင်စတင်မည်ဖြစ်သည်ကစ်စင်ဂျာသည်သူရှိတွင်စုဝေးနေသည့်ရရှိများခြေနေကိုဓမ္မဒိဋ္ဌံကြကြတင်များသည်ကျွန်တော်တို့မှရွေးရမယ့်လမ်းတွေကမကောင်းတဲ့လမ်းတွေကြီးပဲမြောက်ဗီယက်နမ်နဲ့ကမ္ဘောဒီးယားဝင်တိုက်တာဒီတိုင်းကြည့်နေမလားဒါမှမဟုတ်သူတို့ကိုတားဆီးရတန်ဖို့အတွက်ကျွန်တော်တို့တက်တွေကိုသုံးမလားတိုက်ပွဲကိုအောင်မြင်အောင်တိုက်နိုင်တော့ဂုဏ်သိက္ခာရှိတဲ့ငင်းချမ်းရေးလုပ်ငင်းချမ်းရေးကိုလုပ်ဖို့ခြေလန်းတလန်းဖြစ်မှာပဲ။ဘာပြောချင်ကြသေးတယ်လဲ။အရာရှိများစုကမူသူတင်ပြသည့်ကိစ္စကိုများစွာတန်တရားရှိနေကြသည်။ကစ်စင်ဂျာ၏လက်ထောက်ရရှိများတဲတွင် KDD အငယ်ဆုံးအစင်းနှိမ်ဆုံးရရှိတယောက်ဖြစ်သည်။ KDD ရဲဝံ့စွာလက်ကိုမြောက်လိုက်တကယ်လို့အ
မေရိကန်ပြည်နယ်စစ်ကိုတိုးချဲ့ပြီးကမ္ဘောဒီးယားကိုဝင်ရောက်တိုက်ခဲ့ရင်တော့အမေရိကန်ပြည်တက္ကသိုလ်ပြပုံတိုင်းမှာပောက်ကွယ်မှုတွေဖြစ်လာနိုင်ပါတယ်။မိခင်တချို့နိုင်ငံရေးကိုဘာမှနားမလည်တဲ့လူငယ်တချို့ကြောင့်တော့တိုးဆုံးဖြစ်ချက်ကိုပြောင်းမှာမဟုတ်ဘူး။ဟိုကစ်စင်ဂျာကဒီငိမ့်စွာပြောသည်။ဒါတော့မပြင်းထန်လုံးဘူးလားဒေါက်တာကစ်စင်ဂျာ။ကေဒီပြန်မပြောဘဲမနေနိုင်။ဒါတော့မင်းပေါ်ရန်ကောက်ချက်ချတာပဲဖြစ်ပါလိမ့်မယ်။ဧပြီလ30ရက်နေ့တွင်စစ်ကိုတိုးချဲ့ရန်သမ္မတနစ်စင်ကကြေညာသည်အမေရိကန်တပ်များကကမ္ဘောဒီးယားကိုဝင်တိုက်မည်ဖြစ်ကြောင်းဧပြီလ28ရက်နေ့တွင်သမ္မတကအမျိုးသားလုံခြုံရေးကောင်စီသို့အကြောင်းကြားသည်အမျိုးသားလုံခြုံရေးကောင်စီဝင်တော်တော်များများကထိုဆုံးဖြတ်ချက်ကိုမကျေနပ်ကြတနေ့ကကစ်စင်ကြားကြီးမှုလုပ်သည့်ဆွေးနွေးပွဲမှာအဆန်တဘောများသာဖြစ်သည်ဟုယူဆခဲ့ကြသည်အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်တော်တော်များများကပင်ကစ်စင်ဂျာခန်းထဲသို့ဒေါသတကြီးဝင်ရောက်လာခဲ့ကကောင်စီဝင်ဖြစ်မှနှုတ်ထွက်သွားကြသည်လုံခြုံရေးကောင်စီတွင်မှုထမ်းနေကြသောအရာရှိငယ်များကလည်းမကျေနပ်ကြအချို့မှအလုံးမှနှုတ်ထွက်သွားကြသည်ထိုထဲတွင်ကေတီကပထမဆုံးကေတီဒီပြင်းထန်စွာရေးထားသောနှုတ်ထွက်စာတစ်စောင်ကိုကစ်စင်ဂျာ၏အတွင်းဝင်တို့သို့ပေးပစ်ခဲ့ပြီးနောက်မလန်မကန်ရှိကြော့ကဲလာ၏ရုံခန်းသို့ထွက်လာခဲ့သည်ရှင်တို့တော်တော်ရက်ဆက်တဲ့လူတွေတော်တော်ရုံမာတဲ့လူတွေရှင်တို့ဟာဘသူမျက်နှာအောင်မထောက်ဘူးဘာလို့မှလည်းမငဲ့ဘူးလူအသက်သွေးတွေနဲ့ရှင်တို့တက်လန်ရှင်တို့ခင်းနေကြတယ်ကေတီအေးစစ်စစ်ပြောပါကိုပြောတာနားထောင်ပါအောင်မထောင်နိုင်ဘူးကေတီပြောတာနားထောင်ဒီနေ့ကစပြီးကေတီအိမ်ဖြူတော့ကလည်းထွက်တယ်ရှင်မွားတဲ့ကလည်းထွက်တယ်ဒါပဲကေတီတတိကျကျစဉ်းစားပါအောင်ဒီကိစ္စကိုနဲ့ဒါမှရှင်သိပါတယ်ရှင်အစောကြီးကြိုသိဒါတော့ကျမအောင်မပြောဘူးရှင်ကျမအောင်မယုံဘူးပေါ့ဟောမင်းကဒီလောက်အယူမှုဖြစ်နေတာမင်းကိုပြောဖို့ခက်တာပဲအယူမှုဖြစ်နေတာမဟုတ်ဘူးရှင်လူချင်းစာနာလူချင်းစာနာသူကဘာမှပြန်မပြောရသေးမီကေဒီဒီအခန်းထဲမှာထွက်သွားသည်ငါမှားတာပဲငါနဲ့သူကယူဆမတူဘူးဆိုတာသိခဲ့ရတာနဲ့တို့နှစ်ယောက်ချစ်ခဲ့မိတာပဲမှားတာပဲဟုတ်တယ်ဒေါက်တာကစ်စင်ဂျာပြောတာမှန်တယ်မိမဆိုတာပြောတက်တက်လောက်ပဲကောင်းတာနောက်တစ်ပတ်ခန့်ကြာသွားသည်ထိုတစ်ပတ်အတွင်းကင်းစတိတ်တက္ကသိုလ်ကျောင်းသားများ၏စစ်စမ်းကျင်ရေးဆန္ဒပြပွဲတွင်ကျောင်းသားလေးဦးတန်ရာရတည်ဆုံသွားခဲ့ကြသည်6ရက်မြောက်သည့်နေ့တွင်တက်စီဒရိုက်ဘာတို့ဒေါက်တာကျော့ကဲလာအိမ်ရှိသို့ရောက်လာသည်သူ့လက်ထဲတွင်စုပ်ပြတ်နေသည်လက်ဆွဲတစ်တာတစ်လုံးကိုကိုင်းလျက်အထဲတွင်ကေတီ၏အခန်းတွင်သူထားခဲ့သောရှန်အင်းကြီးများလဲစီများနှင့်ဘောင်းမီများကိုတွေ့ရသည်တည်ဆုံသွားသောကျောင်းသားလေးဦး၏ပုံကိုသတင်းစာများမှဖြတ်ကတ်ထားသည့်စကူတယောက်ကိုလည်းတွေ့ရသည်စာရွက်ပေါ်တွင်သူတို့မှာဒေါက်တာကျော့ကဲလာ၏ကလေးများဖြစ်သည်ဟုရေးထားသည်ပုံပြင်ထဲကအဲလစ်သည်မှန်ကြည့်လိုက်ရုံဖြင့်သူ၏အံ့ဩဖွယ်နှက်မီတိုင်းပြည်သို့ရောက်သွားတတ်သည်လင်းဘရို့စ်မာမုံအင်္ဂလိပ်မြတ်ထားတွဲဖုန်တက်နေသောမှန်မတင်မှလန်ကြည့်ရင်သူ၏အံ့ဩဖွယ်တိုင်းပြည်ဖြစ်သောအောက်စဖို့တက္ကသိုလ်ကိုလှမ်းမြင်နေရသည်ယထာသည်အောက်စဖို့တက္ကသိုလ်ဘူတာယုံသို့မရောက်မီအချိန်နီးစာပြူလာသည်ဤစိန်သောထုံညိညနေဆောင်၌ပေါမောက်ခကြီးဝိုင်းနေသည်လင်းဘရို့တို့သားဖ3ယောက်အားကိုလန်ဘတ်စ်ကအမေရိကတိုက်ကိုမတွေ့မီနှစ်300လောက်တည်းကစာပေများကိုပို့ချခဲ့ရာအောက်စဖို့တက္ကသိုလ်မှာစာသင်ခန်းများကိုလိုက်ပြနေသည်မူလတက္ကသိုလ်ကျောင်းတိုက်များဖြစ်သည့်မာတန်နီစိတ်အက်ဒမန်ကျောင်းတိုက်တို့မှာတီထောင်ကစား1250ခုနှစ်မှာစိတ်ပိုင်းချို့ကျန်နေသည်အိတ်စီတာအိုရီယယ်နှင့်နျူကောလိပ်တို့တွင်လည်းအလေခေ၏အငွေသက်များကျန်နေသည်15ရာစုနှစ်ကတီထောင်ခဲ့သည်မက်ဒလင်းကောလိပ်ကအောက်စဖို့တက္ကသိုလ်၏ယတနာတပါပါပြီခြာဝယ်မြစ်ပေတွင်လှပသည့်ဥယျာဉ်လေးတွေကအနာသက်ပေးလျက်ဥယျာဉ်ထဲတွင်သမင်ကလေးတွေပင်တွေ့ရသေးသည်လင်းဘရို့စ်၏သားငယ်မှာတကယ်ပင်နတ်သမီးတိုင်းပြည်သို့ရောက်နေသည့်နယ်ဖြစ်နေသည်ခရိုက်ချက်ကျောင်းတိုက်ကြီးကလည်းအနာ၆ဘက်ရှိသည့်မျှော်စင်ကြီးနှင့်ထိုကောလိပ်မှာပေါမောက်ခဝိုင်းလျက်လှုပ်လှုပ်သည့်ကောလိပ်ဖြစ်သည်ပေါမောက်ခဝိုင်းလေးသည်လင်းဘရို့စ်တို့မိသားစုအားကောလိပ်ဧည့်သည်ရိပ်သာတွင်နေရာချပေးထားသည်မဟာရင်ပြင်တွင်ရက်ရင်လင်းဘရို့စ်ကတာ
ဘဲနဲ့လဲဟိဟိုမေးသည်အားလုံးအဟောင်းတွေကြီးပဲနော်ဟိုတာငယ်ကပြောသည်အဲ့ဒီဟောင်းတွေကစိတ်ကူးတစ်တွေပေါ်လာဖို့အကောင်းဆုံးနေရာတွေပေါ့ကွာအေးမင်းပြောတာမှန်တယ်ဟုတ်ပါမောက်ခဝိုင်လေးကထောက်ခံသည်ထော်နောက်ပါမောက်ခ၏ကော့မော်ရစ်မိုင်နာကားလေးဖြင့်အယ်ဒီဆန်ကလဲရစ်ရှိသူတို့အင်္ဂလိပ်သို့လာခဲ့ကြသည်ထိုနှစ်တွင်သူတို့နေရမည်အင်္ဂလိပ်ဖြစ်သည်နောက်တစ်နေ့တွင်ပေါ်ထရီယန်စာကြည့်တိုင်ဝင်ပါတွင်လင်းဘရိုစ်သည်ဒေါက်တာဝိုင်လီနှင့်တွေ့သည်ဒေါက်တာဝိုင်လီကသူ့ကိုအသက်ခက်ကြီးကြီးဖိနကတ်တိုက်မှုနှင့်မိတ်ဆက်ပေးသည်ဖိနကတ်တိုက်မှုကသူ့ဟာအောက်စဖို့တက္ကသိုလ်တွင်ရှေ့အစဉ်လာထုံးစံအတိုင်းစာတော်ဖတ်ကျမ်းသစ္စာကိုရွတ်ဆိုစေသည်ထိုဖိနကတ်တိုက်ပိုင်ဆိုင်သောသို့မဟုတ်တင်စီထားသောစာရွက်စာတမ်းသို့မဟုတ်အခြားရာပစ္စည်းတစ်ခုခုအားအခြားသို့ယူငင်သွားခြင်းမပြုရန်ထိုရာများပေါ်တွင်မြင်သားခြင်းမသားခြင်းပျက်စီးအောင်လုပ်ခြင်းထိခိုက်အောင်လုပ်ခြင်းလားတို့ပစ္စည်းများကိုစာကြည့်တိုက်ထဲသို့ယူဆောင်လာခြင်းသို့မဟုတ်ရင်းတို့ကိုပျက်စီးစေရန်မိတောင်မီလျံတို့ကိုထွန်ညှိခြင်းစသည်တို့ကိုမပြုလုပ်ပါကြောင်းတာဝန်ယူပါသည်ဟုတ်သည်ထိုပိနကတ်တိုက်ထဲမှမြည်သည့်စာအုပ်ကိုများအပြင်သို့ထုတ်ယူဖတ်ရှုခွင့်မပြုအင်္ဂလန်ပြည်ရှင်ဘုရင်ဖြစ်ခဲ့သည့်အော်လီဗာဂရွန်ဝဲသည်ပင်လင်ထိုခွင့်ရေးကိုမရခဲ့စဘူးသို့ဖြင့်လင်းဘရိုစ်သည်ထိုပိနကတ်တိုက်သို့လာရင်သူတည်တနာလုပ်ငန်းအတွက်ဖတ်ကျင်သည့်စာများကိုဝင်နောက်ဖတ်ရှုသည်မနက်တိုင်းခေါ်မရုပ်ထုခြင်းနီမဖြတ်ကကန်တွင်တို့၏ကန်ရွယ်များကိုသူမိထားရဖြစ်သောထိုမဲမှောက်သည့်အခန်းချင်းကလေးထဲသို့ရောက်လာတတ်သည်ပထမသတင်းပတ်တညနေတွင်လင်းဘရိုစ်သည်ဘရော့လန်မှခရိုက်ချက်ကော်လိပ်လက်စီတစ်ခုကိုဝင်ဝဲသည်သူလည်းအောက်စဖို့တက္ကသိုလ်သားတယောက်နှင့်တူချင်းသည်လင်းဘရိုစ်သည်နေ့လည်စာကိုကျောင်းတွင်ပါမောက္ခဝိုင်လီနှင့်တူစားလေးရှိသည်နေ့လည်စာဝိုင်းတွင်သူလိုပင်ဂရိဘာသာသူတည်သည်များနှင့်သားမကအခြားသောပညာရပ်များတွင်ထင်ရှားသောပညာရှင်များနှင့်လည်းတွေ့ရသည်လင်းဘရိုစ်မှာပါမောက္ခဝိုင်လီအရေးပေးခြင်းခံရသူဖြစ်ကြောင်းမကြာမီတည်သွားကြသည်ထို့ကြောင့်ဘာသာပေဒတင်တွင်လင်းဘရိုစ်ဟောပြောပို့ချမည်နေသောရာတွင်သူဟာဝိုင်းရေးဝေဖန်မည်သူတွေလာရောက်နာထောင်ကြသည်သူဟောပြောချက်မှာဆိုစရာမရှိသူပို့ချခဲ့သည့်ဟောပြောချက်များတွင်အကောင်းဆုံးဟုပင်ဆိုနိုင်သည်ပါမောက္ခဝိုင်လီသည်ချက်ချင်းထားကခုခမရတို့တွေအလွန်ထူးခြားတဲ့တင်ပြချက်ကိုကြားနာပြီးကြပြီလို့ထင်တယ်ပါမောက္ခလင်းဘရိုစ်မပြင်ပန်းသေးဘူးဆိုလို့ရှိရင်မေခွန်းတစ်ခုတော့ဖြေနိုင်လိမ့်မယ်ထင်ပါတယ်ဟိုပြောသည်မမြင်ရသောဓာများကိုဝှေ့ရန်ပြသည်နှင့်လက်လေးချောင်းထောင်လာသည်သူတို့မေသည့်မေခွန်းများမှာသူတည်သည့်တူနေဖြင့်လင်းဘရိုစ်မီများနည်းနည်းလေးလာထားကြောင်းကိုအကယ်ဆန်းသည့်မေခွန်းများဖြစ်သည်လင်းဘရိုစ်ကပြုံဖြင့်ဖြေသွားသည်တက္ကသိုလ်ဆရာများအလုံးလောက်ကားပြီးသူ့ကိုမတည့်ရဆောင်၍လက်ဆွဲနှုတ်ဆက်ကြပြီးသူတို့နှင့်အတူနေ့လည်စာလာစားရန်ဖိတ်ကြားသည်လင်းဘရိုစ်နှင့်ဆာရာတို့သည်ဝမ်းသာအားရဖြင့်အိမ်သို့လက်တွဲပြန်လာခဲ့ကြသည်လမ်းတွင်ဆာရာကမောင်ဒီမှာအောင်မြင်နေတာဟာဘကလူတွေသိစေချင်လိုက်တာဟုတ်ပြောသည်မပူပါနဲ့ကွာမကြခင်သူတို့သိမှာပါဆောင်းရသည့်အားလျက်များကုန်ဆုံးရင်တင်နန်းများပြန်လဲဖွင့်လှစ်သည့်အခါ၌လင်းဘရိုစ်သည်အောက်စဖို့တက္ကသိုလ်တွင်မပါမပြီးသူတရားဖြစ်နေလေပြီအောက်စဖို့တက္ကသိုလ်ပုံနှိပ်တိုက်ဌာနမူကားဆိုလေနောက်ထွက်မြေသူစာအုပ်ကိုရိုက်ချင်သဖြင့်ထမင်းပွဲများတွင်လင်းဘရိုစ်အနီးတွင်ကတ်ထိုင်လေးရှိသည်ကိုတွေ့ရသည်အောက်စဖို့တက္ကသိုလ်ပုံနှိပ်တိုက်ကထုတ်ဝေသည်ယူရီပီတီစ်နှင့်ပတ်သက်သောကျန်းဝေဖန်ချက်၍ပွဲယူမည်သူများနှင့်ပွဲလွန်တင်တန်းများအတွက်နီနောဖလဲပွဲများကိုပေးရာထိုနီနောပွဲများတွင်ပါမောက္ခဝိုင်းလေးကလင်းဘရိုစ်ကိုပါပွဲထုတ်ပြီးပို့ချချက်များပြုလုပ်စေသည်ဤတွင်ကံကြမ္မာ၏လှည့်စားချက်တစ်ခုကိုတွေ့ရသည်လင်းဘရိုစ်ပို့ချသည့်ယူရီပီတီစ်ပြဆက်များတွင်ဇက်လိုက်မင်းသမီးကသူခင်မွန်းတဲ့အတွက်ကိုကျိုးဆုံးခွာသွားသည်ဤသို့ဖြင့်သူတို့နှုတ်၏ထောင်ရည်သည်အရှိတီတန်းခဲ့သည်ယခုသူတို့ကိစ္စတွေမူနီနော့ဖလဲပွဲသည်လင်းဘရိုစ်နှင့်ဆာရာတို့၏ဆက်ဆံရေးကိုအဖို့ထေးဖြစ်စေခဲ့သည်ဤဒီမှလည်းဆောင်ရွက်ရေးမရနိုင်လင်းဘရိုစ်သည်အောက်စဖို့တက္ကသိုလ်တွင်အောင်မြင်မှုရကနာမည်ကြီးလာသည့်နေရာများ
ရင်မူလာသည်သူကိုယ်သူပညာနတ်သားဟုထင်လာသည်ထိုပညာနတ်သားကိုကိုယ်ွယ်သူတူမှာစပင်းငွေရောက်နေအသက်19နှစ်အရွယ်ကျောင်းသူကလေးတူဖြစ်သည်ဖိလစ်ဟင်တန်ဖြစ်သည်နီနောဖလက်ပွဲတွင်လင်ဘရိုစ်သည်ဖိလစ်ကိုအချက်နှစ်ချက်ကြောင့်တတိပြုမိခဲ့ခြင်းဖြစ်သည်တစ်ချက်မှာဝိဘာသာစကားပြောကောင်းခြင်းဖြစ်သည်သူ့တန်ထွက်သည့်အလွန်စင်းမြင့်သည့်အောက်စဖို့တက္ကသိုလ်စံချိန်ထပ်ပြီးတာလွန်နေသေးသည်နောက်တစ်ချက်မှာဆွဲမွဲဆွဲကောင်းသောတွေ့လျသည့်သူခန္ဓာကိုယ်ဖြစ်သည်ပါလျာကြားနေသောအောက်စဖို့တက္ကသိုလ်ကျောင်းသူဝစ်စုံကြီးထဲမှပင်သူ့ကိုယ်လုံးသည်ကောက်ကြောင်ဆွဲထားသလိုထင်သာပေါ်လင်းတွင်ရှာနေသည်လင်ဘရိုစ်သည်သူ့ခြေတံများကိုကြည်၍မဝနိုင်အောင်ဖြစ်ကမျက်လုံးကိုမနေကြိုးစား၍လွှဲနေရသည်ဖိလစ်အောက်စဖို့တက္ကသိုလ်သို့လာတက်ခြင်းမှာအောက်စဖို့တက္ကသိုလ်မဟာပညာကျော်တို့နှင့်ယဉ်နီးရန်ဖြစ်သည်နီနောဖလက်ပွဲသို့လာတက်ခြင်းမှာလေပါမောက္ခဝိုင်လီကိုယ်တိုင်အားဖြာရောက်သွေးဆောင်ရန်ဖြစ်သည်တို့ရတွင်ယခုမိုလင်ဘရိုစ်ကိုသူသဘောကျသွားပြီလင်ဘရိုစ်သည်သူထက်စီနီယာဖြစ်သည့်အတိုင်းပြုံမြင့်နှုတ်နယ်သည့်စွမ်းအား၏ကြံသေးသည်ဟုသူထင်သည်လင်ဘရိုစ်ကလည်းထိုပြုံမြင့်နှုတ်နယ်ချင်းဖြင့်ဖိလစ်ကိုဆွဲဆောင်နေသည်ဟုသူကိုယ်သူထင်သည်ဖိလစ်နှင့်သူ့ခံပေါ်ချိန်တို့ကနီနောဖလက်ပွဲသို့တက်ရောက်သည်ကျောင်းသားကျောင်းသူကိုရောက်နေဆရာနှစ်ယောက်တို့ကိုဖိတ်ကြား၍အခန့်ပွဲလေးတစ်ခုလုပ်သည့်အချိန်မှစ၍သူတို့ဆက်လန်းအစာပြုခဲ့ခြင်းဖြစ်သည်အောက်စဖို့တက္ကသိုလ်ထုံးစံအတိုင်းသူတို့ဖိတ်ကြားချက်တွင်ဇနီးများကိုထည့်သွင်းဖိတ်ကြားခြင်းမရှိဆာရာတီထို့သောတယောက်တည်းဖိတ်ကြားခြင်းမျိုးကိုယိုနေပြီးဖြစ်သည့်အတိုင်းယခုမှနည်းနည်းတော့စိတ်ထိခိုက်စာပြူလာသည်လင်ဘရိုစ်မှာကောလိပ်အတီးတီကဖိတ်သည်ဟိုင်းတိတ်ပဲကောညစာစားပွဲများသို့တက်ရမည်ဖြစ်သည်အထူးသဖြင့်လက်စည်းနဲ့တက်ရသည့်အခန့်ပွဲမျိုးသို့သွားရတတ်သည်ရင်တော့ငါဆိုလေလင်ဘရိုစ်သည်အပြင်ထွက်လေလက်ကြတောင်းလက်စည်းကိုစီးရန်အလိုဝင်လေတတ်သည်ယခုမူကျောင်းကညစာစားပွဲသို့သွားလေသူ့လွန်မုံသည့်လက်စည်းနဲ့ကိုဝတ်တန်နေပြီလင်ဘရိုစ်သည်အပျော်တဘောတွဲနေခြင်းဖြစ်သည်ဟုစာရာစိတ်ကိုဖြေသည်နိကုံရဲ့အမေရိကန်ပြည်ထောင်စုဟာဘတ်သို့ပြန်လင်ကိစ္စပြတ်သွားလိမ့်မည်ထိုအခါတွင်သူကိုယ်တိုင်မှလည်းဟာဘတ်ကပါရဂူပွဲယူရန်စာချက်ရအောင်မည်သို့ဆိုလေသူတို့လင်များ၏ဆက်ဆံရေးသည်ပုံမှန်သို့ပြန်ရောက်သွားလိမ့်မည်ဟုမျှော်လင့်ထားသည်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။ကျွန်မရွှေတုပ်ပါ